ပြောခင်ဗျားဘက်ကတော့ဟာလေငါ့မှာခင်ဗျားဟိုခင်ဗျားကောက်နေတဲ့ပတ်စံကြီးဒါခုလိုက်တော့ခင်ဗျားလည်းနဲ့ကြည့်တယ်ကျွန်တော်ပြောတော့ရောငါ50တယ်လေကျွန်မကောက်လည်းမဟုတ်ကျွန်မကလည်းမဟုတ်ဟောခင်ဗျားလေခင်ဗျားဟိုကောင်ပါလေးနဲ့ခင်ဗျားနိုင်လူကောက်လို့ခေါင်းကြီးအောင်တိုက်ပြီးတယ်ရှင်ဘလို့ဖြစ်နေရလဲရှင်လွန်လာပြီနော်ဘယ်လိုကြောင်တောင်လူနဲ့လာတွေ့နေမှာလဲကျွန်မဥစ္စာမဟုတ်ဘူးလို့ဘယ်နဲ့ခါပြောရလဲဟောကဲဒုက္ခအာဘယ်လိုလဲဘာသာကောက်လဲကျွန်တော်လောကနေအားလုံးကျွန်တော်လည်းဘာသာမကြည့်ပါဘူးခင်ဗျားလက်နဲ့ရင်ကြည့်ရခင်ဗျားရတယ်ရှုပ်ပါလို့ပြောရှင်နားမယ်လားရှင်နိုင်မရှင်နဲ့နော်ဟုတ်ဖြစ်တာမဟုတ်ပါဘူးကျွန်တော်ပတ်စံလိုက်ပြည်တယ်ခင်ဗျားရတဲ့နဲ့ပတ်စံလိုက်ရောမလို့လူတွေကတော့ကြုံမှကြုံရလို့တော်ပြီဒီတော့ဟိုကဘာပိတ်ပြီးသွားတယ်ကောင်းပြီဟိုကချပါတော့ဘာလို့ဘာပိတ်တီးရမှာလေရလေငါပေးတယ်လို့ဆိုရင်လိုက်ပေးတာသူပတ်စံကောက်တဲ့ဘောလေရီစရာကောင်းလို့ပြေချာပြန်ပြေးကြည့်တော့တနာရတယ်ငါလိုက်ပေးတာစိုးချင်ရမင်းကလေကိုလှုပ်ချင်တာတကူပဲသိအခုပါပါဘာဖြစ်လဲဟုတ်ပါဘူးငါပြောတာဘလို့မှမသိစေချင်တဲ့အလုပ်တစ်ခုမင်းကတော့လိုက်တော့လူကြီးတော့ရှက်သွားတာပေါ့ကွာအေးပဲထပ်ပြီးတော့လိုက်ပြီးလိုက်တော့သူစည်းဖို့ဟုတ်တယ်ကွာဒါပဲဒီတော့ထပ်လိုက်ပြီးတော့ပုံစံပုတ်တာစည်းတယ်လို့နဲ့ဘာလာလို့တော့ဒီလိုက်လိုက်ပြောပေါ့ကိုပြောတယ်အဲ့တော့မင်းထပ်မလိုက်ပေးတာအကောင်းဆုံးပဲကဲဆက်ဆိုမြပါမင်းတို့ကငါ့ကိုမှားတယ်လို့ပြောတာပေါ့အေးဘောမှားတာပေါ့ကွာငါတော့ဆုံးဖြတ်ပြီးဘယ်တော့မှပြန်မပြင်တတ်ဘူးနော်အခုမင်းတို့ကငါ့ကိုမှားတယ်လို့ပြောတယ်ငါတော့ငါ့ကိုမှန်တယ်လို့ပဲထင်တာအဲ့တော့ဘယ်သူမှန်တယ်ဘယ်သူမှားတယ်ဆိုတာโอเคအဲ့ဒါတော့ပြောသူစီစီချင်းတန်းပြောအစောတင်နေဆိုတော့ဆရာကဘာကြောင့်လဲတန်းတော့နောက်ကျလာတာပါဟုတ်ပါပြီကြာရှမ်းမဆက်ပေးပါဆိုတော့ဆက်ပြန်ပြန်ဘာလဲရှင်းဘာလာကြောင်းလဲဟုတ်ကဲဘာဖြစ်လို့ဘာမှမသိပါဘူးကွာငါပေးရှင်းသွားမှာမလားလာပေးတာမလို့တော့ရှင်းပါလို့ဒီစကားပေးနေရှင်းမလို့လေပြောင်းကြလိုက်ဒီမှာစားမယ်ပဲရှိသေးတာဒီနေရာရီစားစားပြည့်နေမှာမဟုတ်ဘူးဒီမှာကျွန်တော်ရီစားကလာပေးရမို့နော်ပတ်စံ50လာပေးရဟာပတ်စံ50ဟာအဲ့ဒါဆိုရင် sorry ပဲဗျာဟိုကျုပ်တို့ကရီစားတာပေးတယ်မလို့ဟိုကျုပ်တို့ဖွဲ့ကအခုမှဒီမှာထိုင်လာဗျဘာမှတော့မစားရသေးဘူးအဲ့ဒီပတ်စံ50ဟိုဘက်ဝိုင်းအောင်အားရမှာထင်တယ်ကျုပ်ကတူကြကြည့်တာနော်ပတ်စံလာပြန်အားတာမဟုတ်ဘူးဒီမှာခင်ဗျားတို့တကယ်ချင်းကောင်းအောင်မှာအငမ်းမြတ်ကောက်နေပတ်စံ50ပြန်လာပေးတာသူ့မေးကြည့်ဗျာသူသိပါတယ်ခုမှမသိကြအောင်ဆောင်ဟုတ်လားပြေးအဲ့ဆိုပြေးဟာနီနဲ့အဲ့ပတ်စံတော့လုံးဝမပတ်တတ်ဘူးဟာပြဿနာပဲဟာနေရတာမပတ်တတ်ဘူးပြောတော့ပေးရတူကအတင်းပေးနေငါတို့ကဘာလုပ်ရမှာလို့ကဲပါခဏလေးဟိုဒီမှာတည်းဟိုကိုရောမသိလို့မေးပြဒီပတ်စံကဘယ်လိုလာပေးရလဲဟုတ်ကဲ့သူ့ကိုဒီကောင်မလေးကိုဟုတ်ရှင်နဲ့သူနဲ့ဘလို့ပတ်သက်လို့သူ့လာပေးရအေးကဲကျွန်တော်ချင်းပြမယ်နော်မနေ့တော့ကျောင်းသားကျွန်တော်ကားပါပါဟာအဲ့ဒီပတ်စံနဲ့ကျမနဲ့ဘာမှမဆိုင်လို့ဘယ်နှခါပြောရမှာလဲရှင်းပြနေတော့တော့ဟာမင်းမင်းကလေးအမှန်နဲ့ဘုရားကြီးတို့မရှိရှင်နော်လွန်လာရင်တော့မပြောနဲ့ဆိုပြောလို့မရဘူးလားသွားလို့တကယ်မင်းခဏလေးဒီမှာတည်းဒါတက်ကတော့နေနေပြီနော်အဲ့လိုပေါ်တင်ရောဘယ်လိုမကြပါနဲ့နော်ပြောကြကြည့်နောက်မှပြောကျွန်တော်တောင်းပန်နေခုသွားပါတော့ဟုတ်ပါဗျာ तू ကမဟုတ်ဘူးလို့ပြောနေတယ်ဗလားကျွန်တော်လာပြောကြပါကျွန်တော်လည်းတကယ်လို့တောင်းတာမင်းတို့ကျွန်တော်တကယ်ချင်းမင်းပြောနေဒီမှာမနေ့ကငါပြောပြကွာပြန်လုပ်လိုက်လုပ်ပြရတယ်ငါချင်းပြပဲဒီကိစ္စငါချင်းရချင်းပြပဲဒီချင်းမထင်လို့လည်းမင်းကတောင်းလို့ဒီပြကငါအကောက်တိတဲ့ကောင်ကျွန်တော်တို့ရှင်းလိုက်ဒီတာရှင်ကလေလိုက်ဒုက္ခပေးနေတယ်စက်တွေတုံးတယ်နောက်တစ်ခါလိုက်ပေးရင်လေကျမအလုံးမဟုတ်ဘူးစိတ်ကြသူကလည်းခင်ဗျားကိုမကမျိုးတိုက်ပေးမနေ့အဲ့ဒါအဲ့ငါတို့ကလည်းကျွန်တော်တို့ပြေးလိုက်ဟုတ်တယ်ဟုတ်ပါဘူးပြေးဟုတ်ပြီဟုတ်ပါဘူးဟာဒီပါလေလို့လေအကျဉ်းဝဲလေဟာဘာလို့ပြောပါလဲကျွန်တော်ပါလေဗျာဘယ်လိုလဲကြတော့အသေးလျှောက်ပြီးဒီမှာတောင်းနေလို့ကြတော့ပဲလေဒီမကြီးလည်းပြေးပါလို့ကဲကျေးဇူးရှင်ပါလေစိုးစမ်းပါဦးအဲ့ဒီကောင်ကဘယ်ကောင်ဘာဖြစ်လို့နင့်ကိုပတ်စံ50လာပေးရနင်ကလေဖြစ်လိုက်ရှုပ်အေးလေငါလည်းနင်တို့ပြောပြမလို့ပဲဟာငါကထိုင်ရကြရရှိတယ်ဒီကောင်ရောက်လာသူတို့ပြောတဲ့အတိုင်းပဲလေငါဘတ်စကားပေါ်ရအောင်ပြောတယ်တော်ပြီပြောမယ်တော့ဒီမှာနင်အဲ့လောက်ပြောတာနဲ့နင်ဘာတွေဖြစ်လာခဲ့တယ်ဆိုတော့ငါတို့ကအကုန်သိပြီးသား
ပြောခါတာနဲအောင်နေသေးတယ်တခါတည်းလမ်းမပေါ်မှာတွေ့တဲ့ပစ္စည်းမှန်တယ်အကုန်ကောက်ချင်တာအခုခါပြီမို့လားလေ တော်ပြီကွာတော်ပြီဟမ်ဒီနေ့လေတိခက်ဘက်ကနေဦးမရှိကြအောင်ဟာလေတိခက်ကအဆက်ကွဲတာအကောင်းမြင်နေကြလားဟုတ်လားပြောကြနော်ပြောကြတိခက်မားတယ်ပဲပြောကြ ဟုတ်ပါဘူးတိခေဟိုငါတို့ကနင်းဘက်ကနာလို့ပြောတာပါနင်းကလည်းပစ္စည်းတွေ့ရင်ကောက်တတ်တာဟိုဟာဖြစ်မှာပေါ့ဒီမှာနင်းအဆက်ကွဲတစူလို့အဆက်ကွဲရတယ်အတူတူပေါ့ဟာ ကဲတော်ပါပြီကွာပြောနေတာလေပြီးတာလည်းပြီးနေပြီ အမလေးလေးမပြီးသေးဘူးအဲ့ကောင်ကလေနောက်တစ်ခါလိုက်ပြီးလို့တော့ဖျောက်လိုက်သေးတယ်မနေ့ပြကြရင်မနေ့ဆိုရင်လည်းမင်းတို့ကကျူရှင်သွားရအောင်မှာဆိုတော့ကိစ္စမရှိပါဘူးလေဒီတစ်ခါလာပြီးအဲ့ဒီ90ကောင်နဲ့အတက်ကိုစင်ရရှင်းရမယ်ဒါ90ကောင်ဟုတ်လားဟုတ်တယ်အဲ့ဒီ90လည်းလာပြီးတဲ့ကောင်ကိုပြောတာအစတော့လေမင်းတို့ရှိမှငါအဆက်ကွဲမှာကြောက်နေအခုတော့မထူးတော့ဘူးကအဆက်လက်ကွဲပြီးမင်းတို့လည်းတိပြီးပြီဆိုတော့မနေ့ပြန်များထက်များလာပြီးလို့ကတော့တွေးကြသေးရပေါ့90ကောင်ရေတွေးကြသေးရပေါ့ ဟဲ့မင်းကလေအဲ့90တန်တကြည့်ကြည့်ဝါဖိုးမကြိုးမလို့မြင်ရမလား ဘာလို့ဘုံသဘောကျလဲဘုံမကြိုးတာမသဘောကျတယ်ဒီနေ့အဲ့ကောင်ပဲဒေါသဆိုတော့ဟာဒီဒေါသတို့တဲ့မျိုးလုံးလေးသဘောကျဒီတော့ပေါ့အဲ့ကောင်မလေးဆိုတော့ဟာခွာဆိုလားတစ်ခွက်ဆိုလားဒီကောင်ကရရရခောက်ပြလိမ့်တစ်ခွက်အေးကြတယ်တော့ရရရှင်းရှင်းကြီးထွက်လာအေးတစ်ခွက်အေးအဲ့ဒါ90လားတစ်ခွက်လေနော်ဘယ်လေ90တစ်ခွက်မင်းကမင်းရောက်ပေးမယ်ဟာဒီရင်ရောက်လာလောက်ဟာအဆောင်ဘာလို့ဒီလိုကိုပြရတာလက်ပါဘူးဘာမရတော့ဘူးငါတို့အာရဘာရတာဒီလိုလေဘယ်လိုဖြစ်တယ်ဟာ စဉ်းစားရမည်လား စီဆိုးဝဲလားဒီကွာဘယ်လိုလဲ ဘာတက်ခွာလဲ ဟင်မင်းနာမည်လေမင်းနာမည်တက်ခွမဟုတ်လား ဟာမင်းနာမည်လေတက်ခွာမဟုတ်ဘူးရှင်တက်ခတ်သိလား ခင်ဗျနာမည်ကိုတက်ခွဆိုပြီးပြောလိုက်လို့အဲ့ဒါ ရှင်ကလေရှင်အပြုမူတွေကတော့တက်ခတ်ကိုလိုက်ပြီးအဆက်ခွဲလို့ဖြစ်နေရှင်နားလည်းလား90ကောင် ညာ90ကောင် ဟုတ်တယ်90ကောင်ဒီ90ကောင်ပဲအတန်နဲ့လိုက်ပေးနေလို့90ကောင်လို့ခေါ်တာ အဲ့ဒါကိုအဲ့ဒါပြောတာကိုတက်ခက်ကအမှန်တိုင်းမှဘုံမခံတာကျွန်တော်အဲ့လိုမျိုးဆိုတိတ်ပြီးလုံးတာပဲဒီ90တောင်တက်ခက်မပတ်သက်ပါဘူးဆိုမသိပါဘူးလို့ညင်းတော့ကျုံမစင်တာ မဆိုင်ပါဘူးရှင်အပြုမူတွေရှင်လောက်ပုံတွေကလေကျမတို့တက်မလိုက်ပြီးအဆက်ခွဲနေလို့ဖြစ်နေ အဲ့လိုမရှိကြတော့အမှားပါဗျာကျွန်တော်ကဒီ90တောင်တက်ခက်ရတဲ့နေထင်နေဆိုပြီးတော့ကျွန်တော်ဆုံးဖြတ်ပြီးလိုက်ပြီးတယ်အဲ့တော့တက်ခက်ကမသိပါဘူးလို့လုံးဝညင်းတယ်ကျွန်တော်တင်းတာပါဗျာ အဲ့ဆိုရင်ကျမဝန်ခံရှင်ကျင်းနဲ့မလား ကျင်းရတယ်အဲ့ဒါတကယ်တော့ဒီဝန်ခံပါ ဟာလေတခါဝန်ခံပါလေအဲ့ဒီပတ်စံကိုကားပေါ်မှာကောက်ဖို့ကြိုးစားခဲ့တယ်ဒါဆိုကျင်းနေပြီလား စီဝမ်းကြည့်ရတော့ ဒီကျမလုံးဝမယူချင်ဘူး တက်ခက်မြူချင်းဆိုရင်ကျွန်တော်အမှတ်ပြပေးတာတင်းတာ ရှင်အမတ်တရားပဲတိမ့်လွင့်မဲ့ဖြစ်အဲ့ဒါရှင်းကိစ္စနောက်တစ်ခါအဲ့ဒီ90တန်လိုက်မပေးဖို့ဒါပဲ တော့ထင်တယ်အရင်ကြည့်ကြတာဗျာတက်ခက်တော့ထင်နေတာ သိလိုက်